America ရောက်မြန်မာတွေ America မှာဘာတွေဝယ်စားကြလဲသိချင်ကြလားဒီနေ့တော့ Asian Market ကိုလာပြီးတပတ်စာဆေးဝယ်ပါမယ်ဘာတွေဝယ်ဖြစ်လဲဆေးနှုန်းဘယ်လောက်ရှိမလဲမြန်မာအစားအစာတွေရှာတွေ့မလားဆိုရင်တော့ကျွန်တော်တို့ဒီလိုက်ကြည့်ပေးကြပါ Western Market တွေမှာရှာရခက်ပြီးတော့ဈေးကြီးနိုင်တဲ့အသီးရွက်တွေနဲ့ပင်လယ်စာတွေကို Asian Market မှာစုစုလေးနဲ့ဆေးတင်နေရတတ်ပါတယ်အမှန်တော့ဒီနေ့ကတပတ်စာဆိုတော့တဲ့ကျွန်တော်မွေးနေ့တော့အဓိကလာပါမွေးနေ့မှာကျွေးဖို့အတွက်လာဝယ်နဲ့တပတ်စာလေးပါတစ်ခါဝယ်လာတာပါကျွန်တော်တို့ပြီးရင်တော့အိမ်မှာချိုးဆက်ပြကောင်းတယ်လို့ရေချိုးဆက်ပြတောင်းရပါမယ်ဒီမှာဒီရေချိုးဆက်ပြရအစုံရှိပါရဲ့ Lex တွေရော Dust တွေရောအများကြီးအိမ်မှာအများကြီးပါရွေးလို့တော့မကောင်းတော်တော်ဆုံးပါရဲ့ကျွန်တော်တို့ကတော့ကျွန်တော်သုံးနေကြဖြစ်တဲ့ပေါင်စီယာပဲဝယ်ပါရဲ့ပြီးရင်တော့အိမ်မှာငါးကင်မှာမလို့အသားငါးတန်းတော့ကြည့်ပါမယ်ဒီကအသားငါးရဲ့အလေးရမ်းလက်ပါတယ်သူကအသားငါးမျိုးစုံရပါတယ်ကျွန်တော်တို့ကအိမ်မှာတစ်ခုခုလုပ်လို့ရှင်တော့ငါးကင်တော့မပါဘူးဖြစ်ပါကျွန်တော်ကတော့ဒီဆလာဗီယာငါးကင်ပါမယ်သူ့ကို3ကောင်ကင်မယ်တကောင်ကို9တန်ပြပေါင်းလို့မယ်ပြီးရင်တော့9မလာကင်လုပ်ပါမယ်ဒီဆိုင်ကဘာကောင်းလဲဆိုရင်တော့ကိုယ့်ရဲ့ငါးတွေကိုလည်းတက်ရှင်းလုပ်ပေးပါရဲ့မြန်မာနိုင်ငံလိုပဲခြားဖြူဆိုင်နေဆိုလို့ရှိရင်တော့လုံးဝတက်ရှင်းလုပ်ပေးပါဆိုတော့ဒီဆိုင်ကိုဝယ်သွားရပါရဲ့ဒီဗီဒီယိုကြည့်ပြီးတော့ကိုယ့်ကိုရည်ရှင်တော့လို့ဒါကတော့ကျွန်တော်ဒီပစ္စည်းဝယ်ဖို့မေ့သွားလို့ဒီပစ္စည်းတစ်ခုချင်းပြန်ထုတ်ပြီးတော့ပြန်ရိုက်နေရပါဒီပုံစံဝယ်ဟဲ့ဆိုပုံစံပေါ့ပြီးလို့ရှိရင်ကျွန်တော်အတန်တစ်မျိုးဖြစ်နေလို့ရှိရင်ခွဲလို့ပြီးကြည့်ပေးကြပါဘာလို့ဆိုကျွန်တော်အခုမှအဲ့ရနို့ရှင်အတန်သွင်းရမှာလို့အတန်ကအိတ်ရှင်မှုတူတန်ပေါက်နေပေါက်မယ်တခြားနာတန်ပေါက်နေပေါက်နေမှာပါပြီးရင်ကျွန်တော်ဂျာဆန်ချက်ဖို့ဂျာဆန်တော့ကြည့်နေကျွန်တော်ဗာတွေ့ခဲ့တယ်ဆိုတော့ဒီမြန်မာနိုင်ငံမီးရှည်ထုတ်တွေ့ခဲ့ပါတယ်မီးရှည်ဆိုရေးထားပါတယ်ဒီတော့တော်တော်လေးကိုလန့်သွားဒီဆိုင်ကအာရှစားစားရတယ်မဟုတ်မြန်မာနိုင်ငံဆန်တွေလည်းကျွန်တော်တွေ့ဘူးပါတယ်ဒီဆိုင်မှာပေါ်ဆန်းမွေးဆန်ကိုဒီဆိုင်မှာတင်ရောက်ပါတယ်ဒီဆိုင်ကမြန်မာဆိုင်တော့မဟုတ်ပါဘူးဒီဆိုင်ကတရုတ်ဆိုင်မှာဒါပေမဲ့သူကအာရှအရှေ့တောင်အာရှအစားတောက်မျိုးစုံဒီဆိုင်မှာတွေ့ရပါတယ်ထိုင်းစာဆိုလို့ရှိရင်တော့အများကြီးပါပြီးတော့သူတို့ဖွင့်ထားဆိုင်ပတ်ဝန်းကျင်ကလည်းမြန်မာအများစုနေထိုင်တဲ့ပတ်ဝန်းကျင်မလို့သူကမြန်မာအစားတောက်တွေကိုလည်းတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့သုံးတဲ့စံကြာဆန်လားပဲကြာဆန်လားတော့သိချင်မသိစံကြာဆန်ထင်တာပဲဒီမှာတော့ glass noodle လို့ပဲခေါ်ပါတယ်Eating this probably isn't the healthiest, but it's literally essential for my life. Hindi here the low Hindi here at ten to jiba. Main channel babe wela le so on an bene sabelin na myo be wela ba e. Da ro cha san chat the table mo chao pan chao li ba. Ki ma ro a song shi ba de chao yue yu bi ma yue we ya ba e. ပြီးရင်ဘာတွေ့လဲဆိုတော့ကျွန်တော်ကောင်းလောက်ရှိတဲ့တရုတ်မုံညင်းပြူတွေ့ပါတယ်အခုဆိုရင်တော့ကျွန်တော်ပတ်စံရှင်ပါပြီအမှဘယ်လောက်ချိတ်တုံးနေဆိုတော့ကြည့်ပါတော့ကျွန်တော်တို့ဆေးဝယ်ပြီးတော့ဘိုင်ရန်စားလာလို့ Asian Bowl မှာမြန်မာစားတော့စားပါမယ်ဒါကတော့ကျွန်တော်တို့မှာလာရပါဝက်ကောင်းတော့ရဲ့အတုပ်ဆောင်အိမ်မှာထားပါတယ်ကျွန်တော်ဒီဆိုင်ကိုပြောလို့ပြောမှာမဟုတ်ကျွန်တော်စားဖို့သမျှတွေမှာအကောင်းဆုံးပါကျွန်တော်အရင် vlog တော့လည်းတခြားဆိုင်ဝယ်လို့ပြောခဲ့လားမသိဘူး anyway ဒီဆိုင်ကတော့တကယ်ကိုကောင်းပါတယ်အရင် New York မှာရှိနေမှာတော့စားကြည့်ဖို့အကြံပေးချင်ပါတယ်အဲကြောင့်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ bye bye